လီယန်ကသူ့ညီမလေးလူနာကိုလက်ကင်ပဝါနဲ့မျက်နှာတုပ်ရင်းပြောလိုက်တယ်ဒါပေမဲ့မောင်လေးကအရင်နှစ်ကဒီတောထဲမှာပျောက်သွားတယ်လေလူနာရဲ့အတန်ထဲမှာတုန်လှုပ်နေတဲ့မျောလင်းချက်လေးတွေကြွေကျနေတယ်ညနေချိန်နာနာကသူ့မောင်လေးရဲ့ရှိနိုင်နေရာကိုခံမှန်းပြီးတောထဲဝင်လိုက်တဲ့တစ်ပင်တွေရဲ့အရေးတွေကသူ့ကိုဝိုင်းထားသလိုအကိုင်းခတ်တွေကလက်တွေလိုဆွဲငင်နေတဲ့ရုတ်တရက်သူ့နားမှာစကားတန်တွေကြားလာတဲ့လူတန်မဟုတ်ဘူးတစ်ပင်တွေရဲ့တရွှေရွှေအတန်လိုပဲပြန်သွားမင်းမမတက်နိုင်ဘူးဒါပေမဲ့နာနာကရက်မသွားဘူးသူ့ရှေ့မှာရှေးဟောင်းကျုံးပင်ကြီးတစ်ပင်ပေါ်လာတယ်အဲ့ဒီပင်စီမှာထွင်းထားတဲ့သင်္ကေတတွေကိုသူမှတ်မိတယ်သူ့မောင်လေးစာအုပ်တွေမှာရေးချစ်ထားတဲ့ပုံနဲ့တူတယ်လက်ဖြင့်ထိတာနဲ့ကျုံးပင်ကအပြာရောင်အလင်းတွေထွက်လာပြီးမြေကြီးထဲကလှိုင်ကောင်းတစ်ခုပွင့်သွားတယ်အတွင်းမှာဖြူဖွေးနေတဲ့အမျိုးသမီးကြီးတစ်ယောက်ထိုင်နေတယ်။သူ့လက်ထဲမှာနာနာရဲ့မောင်လေးရဲ့လက်ဝတ်လက်စားတစ်ခုကိုကင်ထားတယ်။ဒီလိုကြာမှလာတယ်လား။တငယ်ချင်းရေအမျိုးသမီးကြီးကပြုံးမိပြောလိုက်တယ်။မင်းမောင်လေးကငါးစီကတခုခုခိုးယူသွားတယ်။အခုသူ့အစားမင်းမဲရွေးရမယ်။နာနာကချွေးတွေပြန်နေတဲ့လက်ဖွားကိုညှစ်ပြီးစဉ်းစားတယ်။သူ့မောင်လေးကိုကယ်ဖို့အတွက်သူမကိုသူမစတေးရမလား။ဒါမှမဟုတ်သူ့မောင်လေးရဲ့လှဲ့ကွက်ကိုတိတ်မသိဘူးဘာလို့သူ့ကိုယုံလို့မရတာလဲအမျိုးသမီးကြီးကသူ့စိတ်ထဲကမေးခွန်းကိုဖြေတယ်လို့ပြောလိုက်တယ်သူကဒီတော့ရဲ့လျှို့ဝှက်ချက်ကိုမတော်တဆသိသွားတယ်ပြီးတော့သူ့စိတ်ထဲမှာလောဘတွေများလွန်းနေရုတ်တရက်လှိုင်ကောင်းတွင်းကမိခိုးများနဲ့ပြေလာပြီးနာနာရဲ့မျက်လုံးရှိမှရုပ်ရှင်ပြတင်းပေါက်တစ်ပေါက်လိုမြင်လာရတယ်သူ့မောင်လေးကကျုံးပင်ကြီးအောက်မှာရွှေရောင်အသီးတစ်လုံးကိုလှမ်းယူနေတဲ့ပုံပြီးတော့သူ့ခန္ဓာကိုယ်ကတဖြည်းဖြည်းမြေကြီးထဲဆုပ်ယူသွားတယ်ဒါသူ့ကိုယ်သူရွေးဖို့ကြိုးစားတာပါအမျိုးသမီးကြီးရဲ့အတန်ကတုံရီနေတယ်ဒါပေမဲ့မင်းကသူ့ထက်တန့်ရှင်းတယ်ရွေးချယ်လိုက်နာနာကမျက်ရည်တွေနဲ့ဦးခေါင်းကိုညှိမ့်ပြီးကျမသူ့ကိုပြန်လိုချင်တယ်လို့အေးပြလိုက်တယ်အမျိုးသမီးကြီးကသူ့ကိုကြည့်ပြီးနှုတ်ခမ်းကိုတွန်းရစ်လိုက်တယ်လှိုင်ကောင်းတွင်းကမီးတွေငိမ့်သွားပြီးနာနာရဲ့လက်ထဲမှာရွှေရောင်အသီးလေးတစ်လုံးကျန်ရစ်ခဲ့တယ်သူ့အနားမှာမောင်လေးရဲ့အတန်းကျေးဇူးတင်ပါတယ်နှမနနက်ခင်းနေအောင်ကြီးနဲ့အတူနာနာနဲ့သူ့မောင်လေးဟာတောထဲကနေထွက်လာခဲ့တယ်ဒါပေမဲ့သူတို့နှစ်ယောက်စလုံးရဲ့မျက်လုံးထဲမှာတည့်ရွက်စိမ်းရောင်တွေပါလာတယ်ကျေးရွာကလူတွေကသူတို့ကိုမေးခွန်းတွေမေးကြတယ်ဒါပေမဲ့နာနာကဘာမှမဖြေဘူးသူ့လက်ထဲကရွှေသီးလေးကိုစိုက်ကြည့်ရင်ပြုံးပြလိုက်တယ်ဒီတောကြီးကဘယ်တော့မှလှည့်စားတာမဟုတ်ဘူးသူတို့ကိုနားလည်ဖို့ပဲလိုတာတစ်တောရဲ့လျှို့ဝှက်ချက်တွေကဆက်ရှိနေအောင်မှာပါလူနာနဲ့သူ့မောင်လေးရဲ့ဘဝတစ်ကစပြီးဆိုပါပြီဒီဇလန်းလေးမှာစွန့်စားမှုမိသားစုချစ်ချင်းနဲ့တဘာဝနဲ့လူသားတို့ရဲ့ဆက်နွယ်မှုကိုပေါင်းစပ်ထားပါတယ်